ဒါပြီးခဲ့တဲ့ခေါက်ကမျိုးသားကျွေးထားပါတော့လဲနဲ့ MPK နဲ့ MPK 824နဲ့ရောကျွေးထားပါပေါ့အရွက်တွေကတော့ပြန့်သွားပြီအရွက်တွေကတန်းလာခါတိုင်းအရွက်မတန်းလို့နော်ဒါပေမဲ့ဒီတစ်ဖက်မနေ့ကတော့အိုးရွှေ့လိုက်တဲ့အချိန်မှာ MPK ကအသီးတွေအတွက်ဆိုတော့ဟိုကအသီးအဓိကဖြစ်သွားပြီဆိုတော့အသီးကိုအားဖြစ်အောင်လုပ်ရမှာဆိုတော့ပြီးတော့အယူတွေပါရောဒီတစ်ခေါက်တော့ MPK 824နဲ့အိုးပြောင်းထားပါတော့အာဟာရရေ PPN ဒီတစ်ခေါက်ကအိုးရွှေ့ထားတဲ့အချိန်မှာဆိုတော့ strap ပြီးသွားမှာဆိုလို့ PPN ကို1300နဲ့ပဲထည့်ထားပါတော့ခါတိုင်းဆိုရင်1800နဲ့လောင်းနေအာဟာရတဲ့အရန်များသွားမှာဆိုလို့အိုးလေးကအရန်သေးတော့5လီတာရေစီဘူးနဲ့ဆိုအဆင်မပြေတော့လို့ပေါ့နော်ဒါကအခုက20လီတာရေတံမူကြီးရဲ့ကိုပြောင်းထား strap ပြီးမှာဆိုအချိန်ကြီးကတော့မနေ့ကမှရွှေ့ထားဆိုတော့လိုလာမလဲတော့မသိဘူးပေါ့နော်ဟိုလောဆယ် MPK ကမြေကန်ထည့်ထားတာ MPK ကို824နဲ့ထည့်ထားပါတော့ဒါကတော့အလေသီးကတော့မချွေတော့ဆေးဖြန်းမှာဆိုတော့နှစ်သီးတောင်ထည့်ဝင်နေရပါဘူးနှစ်သီးတောင်သီးနေဒီကတော့နောက်တစ်ထပ်တက်သွားပြီဒါလည်းနှစ်သီးပဲသီးလေးတွေနှစ်သီးပိုးရုံဖြန်းမလို့ပေါ့နော်ပိုးရုံကက်ဆီယမ်ဖြန်းမလို့ပိုးရုံကက်ဆီယမ်ခုချိန်မဖြန်းသေးဘူးအပင်ကရွှေ့ကားမို့ဒီနေ့မနက်ဖြန်တစ်ပတ်ခါပေါ့3ရက်လောက်ထားပြီးတော့မှအမြင့်ရဲ့ခြေကိုအားပြန်ယူနိုင်ပြီဆိုတော့မှပဲပိုးရုံကက်ဆီယမ်ဖြန်းမယ်ပေါ့နော်အသီးတင်အောင်လို့အညာချွေမလွယ်အောင်လို့ပေါ့နော်ပိုးရုံကက်ဆီယမ်ဖြန်းမယ်အပွင့်တဲ့ချိန်ကြရင်တော့ဒါဟော်မုန်းဆေးဖြန်းမှာပေါ့အပွင့်အတွက်လေအသီးညာတွေမကြွေဘူးရအတွက်ဟော်မုန်းဆေးဖြန်းမှာပေါ့လောလောဆယ်ကတော့ပိုးရုံကက်ဆီယမ်တစ်ပတ်ခါမှဖြန်းမယ်နော်အသီးကတော့စိုက်တာပဲအပင်နည်းနည်းလေးစိုးရိမ်တာပါလဲဆိုတော့အပင်ကြက်နှစ်ပင်ဖြစ်တဲ့အပြင်ယူထားတဲ့ခိုင်းကလည်းများတာခုမှဖြည့်ရမှာနှစ်မျိုးဒီကောင်တော့လေးတက်ယူတာကိုတစ်တက်ကိုစောစီဖြည့်လိုက်တာနည်းနည်းမှန်တော့ဒီကောင်ကျတော့မှလေးတက်ဖြည့်ဘယ်ဟာဖြည့်လို့ဖြည့်ရမှာလဲမသိဘူးနှစ်မျိုးတော့ပုံတိုင်ပတ်မလားတော့မသိဘူးသူကတော့မှုကြကျင်တာရွက်ကကုတ်အဲကြောင့်အာဟာရကြတော့အရွက်ကုတ်လိုက်နိုက်ထရိုဂျင်ကလုံးဝထည့်နေလျှော့ရတာပေါ့နော်နိုက်ထရိုဂျင်ကတော့လုံးဝလျှော့ရနိုက်ထရိုဂျင်များရင်လည်းဒီလိုမျိုးအရွက်တွေကုတ်တယ်အာဟာရကျွေးတဲ့ချိန်မှာနိုက်ထရိုဂျင်ကိုထိမ့်ပြီးကျွေးရအသီးကန်နေပေါ့နော်အပင်ရင့်လာရင်အမြင့်တွေခိုင်သွားရင်ခုကကြတော့ဒါ MPK 824နဲ့ကျွေးထားတယ်ပြီးခဲ့တဲ့ဘက်ကတော့အရွက်တွေကနည်းနည်းလေးအရွက်တွေကတိတ်မလှလို့ဆိုပြီးပြီးခဲ့တဲ့ဘက်ကအရွက်တွေကိုပလေးနည်းနည်းလေးပဲရောထားအောင်နော်ဒီကတော့ပလေးမရောတော့ဒီတစ်ခေါက်တော့ဒီတစ်ပတ်တော့ကျွေးတဲ့ချိန်ဒီတစ်ပတ်ကျွေးတဲ့ချိန်မှာ MPK ကို824နဲ့ကျွေးထားတယ်နောက်9ရက်နေရင်ပိုးရုံကက်ဆီယမ်ဖြန်းမယ်ပိုးရုံက2%ပဲပါတာ2%ပဲပါတာကက်ဆီယမ်ပိုများတာပေါ့နော်ဖြန်းမဲ့ဟာဖြန်းမဲ့နေကြရင်တော့အထုပ်လေးပြမယ်ပေါ့နောက်2ရက်နေဖြန်းမယ်ပေါ့နော်အဲ့ဒါမှအသီးတင်တော့ကောင်းအောင်လို့ဒါရွက်ဖြန်းမြေရောစာကိုသုံးကြည့်ရပါတော့အာဟာရကျွေးတဲ့အပြင်ကိုငရုတ်တို့ဒူးရင်းတို့မှာဒီထိုင်းမှာရွက်ဖြန်းမြေရောစာကိုအဓိကသုံးတယ်ပဲဒီမှာတော့ပိုးသက်ဆေးကတော့မသုံးဘူးရေအာဟာရလောက်ပဲကျွေးဖြစ်မှာမှန်ဖြန်းနေတာကတော့စနုံးစီပေါ့စနုံးစီနဲ့ဆက်ပြပဲဖြန်းနေရဒီရဲ့ဘိုင်းကတော့ရင်ဖြူလေးတစ်ကောင်နှစ်ကောင်တွေ့ဖြန်းတာတော့ရှေ့မှာအရွယ်နည်းနည်းကုတ်တော့ဖြန်းထားသေးတယ်2ကြိုးလောက်ဖြန်းသေးတယ်အပင်ငယ်တော့